မိုးလင်းကနေမိုးချုပ်သူများထက်နှစ်စားပိုချိုးစားနေတာပဲအနားမယူပဲအလုပ်တွေဆက်တိုက်လုပ်နေတာပဲဒါပဲဘာလို့အခုထိငွေချေးချက်တီးနေတုံးလဲဘာလို့အခုထိမချမ်းသာသေးတာလဲလောကကြီးရပဲမတရားတာလားကိုမှပဲကံမပါတာလားဒီမေးခွန်းတွေတင့်ကိုယ်တည်းမေးဘူးတယ်ဆိုရင်ဒီဗီဒီယိုကတင်သွားပါဆရာကြီးပီမူနေရဲ့အောင်မြင်ရေးချမ်းတွေထဲပါဘယ်လိုမှညင်းလို့မရတဲ့အမှန်တရားတစ်ခုရှိပါတယ်အဲ့ဒါကတော့ဆင်းရဲစိတ်ကိုဖျောက်အတွင်းစိတ်ကိုပြုတ်ပြင်ပါဆိုတဲ့စကားပါပဲဟုတ်ပါတယ်အလုတ်ကြိုးစားရုံတက်တက်နဲ့မချမ်းသာပါဘူးတင်းရဲ့အတွင်းစိတ် mindset ကဆင်းရဲနေတဲ့တွေတင်းဘလောက်ပဲယုံကန်တန်တရားလေးနေဦးမှာပါပဲပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့အလွဲအမားကြီးတစ်ခုကိုအရင်ပြင်ရအောင်အလုတ်ကြိုးစားတိုင်းချမ်းသာတယ်ဆိုတာအလင်းအညာတစ်ခုပါစဉ်းစားကြည့်ပါနေပူချဲထဲမှာအုတ်ထဲနေတဲ့သူတနေကုန်ထားနေတဲ့သူတွေကအလုတ်အကျိုးစားဆုံးသူတွေပါရုပ်ပိုင်းဆိုင်ရာအရာသူတို့လောက်ပင်ပန်းတဲ့သူမရှိပါဘူးဒါပေမဲ့သူတို့ချမ်းသာနေပြီလားမချမ်းသာသေးပါဘူးဘာလို့လဲချမ်းသာကြွယ်ဝမှုဆိုလားတင်းရဲ့ချွေးထွက်များမှုအပေါ်မှာမူတည်တာမဟုတ်ပဲတင်းရဲ့တန်ဖိုးဖန်တီးနိုင်စွမ်းနဲ့အတွေးအခေါ်အပေါ်မှာပဲမူတည်လို့ပါဆင်းရဲစိတ်ဆိုလားပိုက်ဆံမရှိတာကိုပြောတာမဟုတ်ပါဘူးငွေကြေးနဲ့ပတ်သက်ပြီးတွေးခေါ်ပုံမှားယွင်းနေတာကိုပြောတာပါဆင်းရဲစိတ်ရှိသူတွေကအခွင့်အရေးတစ်ခုတွေ့ငါမလုပ်တတ်တာငါမအရင်အနည်းမရှိတာလို့အရင်တွေးပါတယ်သူများအောင်မြင်သွားရင်သူကကံကောင်းလို့ပါအဆက်တွေရှိလို့ပါလို့အပြစ်ရှာတတ်တယ်ပါပြီးတော့သူတို့ကပိုက်ဆံအတွက်ပဲအလုပ်လုပ်ပါတယ်ပိုက်ဆံရရင်ပြီးတော့ဆိုပြီးနေစားခလာစာလီနဲ့ပဲရောင်ရဲနီးကိုတန်ဖိုးမြင့်ဖို့ပညာရှာဖို့ကိုမေ့နေတတ်ကြတယ်ဒီလိုအတွေ့အခေါ်တွေကတင်းကိုစင်ရဲတွင်းထဲမှာရာသက်ပံပိတ်လောင်ထားမဲ့စင်ရဲစိတ်တွေပါပဲဆရာကြီးဘီမိုနင်းဖလိုခဲ့တယ်လို့ဒီစင်ရဲစိတ်ကိုအရင်ဖျောက်ရပါမယ်အလုပ်မကြိုးစားခင်တင်းရဲ့စိတ်ကိုအရင်ပြုတ်ပြင်ရပါမယ်ဘလို့ပြင်မလဲငါဓာကိုမဝယ်နိုင်ဘူးငါမတက်နိုင်ဘူးဆိုတဲ့စကားအစားဓာကိုဝယ်နိုင်အောင်ငါဘလို့စူးစမ်းရမလဲလို့မီးဟုန်းပြောင်မိပါမတက်နိုင်ဘူးဆိုတာကဦးနောက်ကိုအလုတ်ရက်ခိုင်လိုက်တာပါဘလို့လုပ်ရမလဲဆိုတာကဦးနောက်ကိုအဖြီးရှာခိုင်လိုက်တာပါစင်းရဲစိတ်ရှိသူကအပိတင်ဖို့အကြောင်းပြရှာတယ်ချမ်းသာစိတ်ရှိသူကအောင်မြင်ဖို့နီးလန်းကိုရှာတယ်အလုတ်စူးစမ်းတာကဒုတိယပါမှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့အတွေးအခေါ်နဲ့စူးစမ်းဖို့ကပထမပါဒီနေ့လာစားပြီးတင်းကိုတင်းပြန်ဆန်းစေပါတင်းဟာရုပ်ပိုင်းဆိုင်ရာအရာအလုပ်တွေအရန်စူးစမ်းနေပြီမြဲစိတ်ပိုင်းဆိုင်ရာမှာစင်းရဲစိတ်တွေနဲ့ပိတ်လောင်ထားတာတုံးပဲလားခန္ဓာကိုယ်ကဘလောက်ပဲပြေးနေစိတ်ကနောက်ပြန်ဆွဲနေရင်ခရီးမတွင်းပါဘူးဒါကြောင့်တင်းရဲ့အတွင်းစိတ် mindset ကိုအရင်ဆုံးပြုပြင်ပါစင်းရဲစိတ်ကိုအမြင့်ကနေဆွဲနှုတ်လိုက်ပါတကယ်လို့ဒီဗီဒီယိုလေးကတင်တွေအတွေးတစ်ခုခုရသွားစေတယ်ဆိုရင်အောက်မှာစင်းရဲစိတ်ကိုဖျောက်မဲလို့ comment ရေးသွားပေးပါတင်ရဲ့အတွေးအခေါ်တွေကိုနေ့စဉ်မြင့်တင်ပေးမယ်ဒီလိုဗီဒီယိုကောင်းတွေအတွက် The Simple Mindset ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲအောင်မြင်တဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ